ကောင်လေးရဲ့မိဘတွေဟာမတော်တဆပွေရွက်စိတ်ရွယ်လောက်တင်းငယ်သွားကြပါတယ်မိဘတွေရေချိုးနိုင်အောင်ခွက်ထဲမှာထည့်ထားပေးလိုက်တဲ့ရေချိုးပြီးရဲ့အခါလေမုတ်ဆက်နဲ့6အောင်လုပ်ပေးတယ်လေမုတ်ဆက်ပိတ်လိုက်တာနဲ့အမေကဟန်ချက်ပြက်ပြီးမုံချိုခွက်ထဲကျသွားတယ်အမေကိုရီနေတာမြင်တော့ကောင်လေးကသပင်ညက်ဆက်ကင်ပြီးအဖေသပင်ကိုရိတ်လိုက်တယ်ညက်ဆက်ကကြီးနေတော့ခေါင်းတစ်ချမ်းပဲရိတ်မိတယ်အမေရဲ့ခြေထောက်တန်ရာရနေတာကိုတွေးတော့ကောင်လေးကဆေးဖြန်းပေးလိုက်တယ်ဒါနဲ့အမေကိုလုံးကရေဆိုသွားတယ်ဆေးဘူးပြန်ထားရင်အဖေကိုတိုက်မိသွားတော့အဖေကအိမ်သားထဲကိုကျသွားတယ်မလုတ်ချင်ပေမဲ့အိမ်သားထဲကအဖေကိုဆွဲတင်လိုက်ရတယ်ဒီတခါလဲမိဘတွေထက်ရည်ကြိုးကြရပြန်တဲ့ညဘက်မှာမိဘတွေကကောင်လေးရဲ့အားကစားဖိနပ်ထဲမှာအိတ်ကြတယ်ကောင်လေးကလည်းဒီအကြောင်းဓာတ်ပုံရိုက်ပြီးအမတ်တရသိမ်းထားတယ်မနှက်ကြကောင်လေးကအယုတ်ဖူးထဲကနေအယုတ်ဝတ်စုံနှစ်စုံထုတ်ပြီးမိဘတွေကိုဝတ်ပေးလိုက်တယ်မနှက်စာအတွက်အာလူးကြော်လုပ်ပေးတယ်အဖေကချယ်ရီဆော့စ်နဲ့တိုးစားပါတယ်အမေကတော့မကြိုက်ခဲ့ဘူးဒါနဲ့ကောင်လေးကအမေအတွက်ခောက်ဆွဲပြုတ်ပေးတယ်ညှက်ထားတာတောင်ခောက်ဆွဲဖက်ကြီးနေတော့အမေကကော်ပြားနဲ့စားရပါတယ်